content ရိုက်ဖို့ကင်မရာကြီးတွေတက်တွားရလို့စိတ်ပြတ်နေပြီလားဒါမှမဟုတ်ဖုန်းကင်မရာတွေနဲ့ရုပ်ထွက်ကိုအားမရဖြစ်နေတာလားဒါဆိုရင်တော့ပြိုင်ဆန်ရှာ DJI ရဲ့ Osmo Pocket 4 Creator Combo Set ကြီး Compass Mobile Distribution မှာ install ရောက်ရှိလို့လာပါပြီရှင်သူ့ရဲ့အရွယ်စားကလည်းဖုန်းတစ်လုံးစာပဲရှိလို့အိတ်ကက်ထဲအသားလေးထည့်တွားလိုက်ရုံပဲ1 inch စင်ဆာကြောင့်ဖုန်းတွေထက်အများကြီးတာတဲ့အတွက်ညဘက်ရိုက်ချက်တွေမှာတောင် professional ဆက်ဆံကြည့်လင်နေမှာပါဗီဒီယိုရရင်လည်းအရေးအကြီးဆုံးဖြစ်တဲ့ mechanical jam ပဲပါဝင်တာကြောင့်လမ်းလျှောက်ရရင်လည်းရုပ်ရှင်ကားတွေလိုငြိမ်သက်နေတာကသူ့ရဲ့အဓိကအားသာချက်ပါပဲရှင်အမိုက်ဆုံးအချက်ကတော့107 gig international storage ပါဝင်တာကြောင့် SD ကမိခဲ့လေ AC ပဲ Active 70 ကြောင့်လေတယောက်တည်းရတာအရန်လွယ်သွားပြီအလုံးရှုပ်လည်းမခံချင်ဘူး quality လည်းအမြင့်ဆုံးကိုလိုချင်ရင်တော့ဒါဟာ2026မှာရွေးချယ်လို့အကောင်းဆုံးပါပဲเนาะ DJI product တွေက1 year warranty ပါလို့စိတ်ချလက်ချနဲ့မှာယူနိုင်ပါတယ်ရှင်မိတ်ဆွေတို့အနေနဲ့ DJI product လေးတွေကိုလက်ကားမှာယူခြင်းနဲ့ဆိုလို့ရှင်တော့ Compass Mobile Distribution မှာ install ရှိနေရမလို့အမြန်ဆုံးလာဝယ်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်အသေးစိတ်အချက်လက်တွေကိုတော့ Compass ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့39 99693လုံး13လုံးနဲ့39 94040 940တို့အသေးစိတ်ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်